အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာ VO2 max အကြောင်းထဲထဲဝင်ဝင်လေးရှင်းပြအောင်ဖြစ်ပါတယ်အဲ့တော့ VO2 max ဆိုတာတော့အတိုင်းတာ measurement တစ်ခုပဲပေါ့နော်အဓိကဘာကိုတိုင်းတာရလဲဆိုသူဒီကျွန်တော် cardiorespiratory fitness ပေါ့ကျွန်တော်တို့ရဲ့ဒီနှလုံးနဲ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာမှုပေါ့နော် fitness ကိုတိုင်းတဲ့ measurement တစ်ခုဖြစ်ပါတယ်အဓိကတော့ဘာလဲဆိုတော့ဒီ VO2 max ရဲ့အဓိကအဓိပ္ပာယ်ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာအားကစားအပြင်းထန်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီခန္ဓာကိုယ်မှာအောက်ဆီဂျင်ဘယ်လောက်အသုံးပြုလိုက်နိုင်လဲဆိုတော့ capacity ကိုတိုင်းတာကိုကျွန်တော်တို့က VO2 max လို့ခေါ်တယ်အလွယ်တကူစဉ်းစားမယ်ဆိုကျွန်တော်ဘယ်လိုစဉ်းစားလို့ရလဲဆိုကျွန်တော်တို့ခန္ဓာကိုယ်ဒီကျွန်တော်တို့ရဲ့ဒီဟို engine size ပေါ့နော် size of the engine နဲ့တိုင်းပြီးတော့ကျွန်တော်တို့ကဒီ VO2 max များလေကျွန်တော်တို့ရဲ့ဒီ engine power ပိုများပြီးတော့ကျွန်တော်တို့ရဲ့ဒီနှလုံးရဲ့ pumping power ကပိုကောင်းတယ်ပိုကောင်းပြီးတော့ဒီ oxygen ကိုဒီကျွန်တော်တို့ကြွက်သားတွေသွေးကြောတွေတဲ့အထိကိုအမြန်ပို့လို့ efficiently ပို့လို့ရတဲ့ဟာကိုကျွန်တော်တို့က VO2 max များတယ်လို့ခေါ်ရပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော် VO2 max ကဘာကြောင့်အရေးကြီးလဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြပေးပါမယ်အဓိကအရေးကြီးဆုံးဒီကျွန်တော် VO2 max ကြီးကျွန်တော်တို့အသက်ရှည်ကျန်းမာမှုအတွက်ကိုဓာတ်ရိုက်အချိုးကျတဲ့ measurement တစ်ခုလို့လည်းပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့သူဒီကျွန်တော် performance ကိုကိုစားပြုတယ် VO2 max အရင်နဲ့လို့ဒီ performance အားနည်းလို့ဖြစ်ပြီးတော့ VO2 max များတယ်ပိုအားကောင်းတယ်လို့အားကစားသမားချင်းရှင်တော့အားကစားသမားအချင်းချင်းတော့ပိုပြီးကောင်းတဲ့better performance ရတဲ့ athlete တယောက်ဖြစ်မှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီ performance ကဘယ်လိုအားကစားရလဲဆိုရင်ကျွန်တော်တို့က aerobic activities တွေဥပမာအဖြစ်ပြေးတဲ့လေ့ကျင့်ခန်းတွေ running တွေရှိမယ်ရေကူးတာရှိမယ် cycling ပေါ့နော် the triathlon အကုန်လုံးဆိုရင်ဒီကျွန်တော်တို့ဒီ VO2 max ကအဓိကအရေးကြီးတယ်ပေါ့အဲ့မှာတယောက်နဲ့တယောက်အပြိုင်ဆိုင်မှာဘယ်သူကပိုတာသွားလဲဆိုတော့ဒီအားကစားသမားတွေရဲ့ VO2 max ကလည်းအဓိကကျတဲ့အခန်းကဏ္ဍကလည်းပါပါတယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး VO2 max ကဘာနဲ့ဓာတ်ရိုက်အချိုးကျလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီနှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးချို့တဲ့မှုတွေဒီကျွန်တော် VO2 max နည်းနေတဲ့အချိန်မှာပိုဖြစ်နိုင်တယ် VO2 max များတဲ့အချိန်မှာကျွန်တော်တို့ heart တွေ respiratory fitness ကပိုကောင်းတဲ့အတွက်ကြောင့်နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေအလွယ်တကူမဝင်နိုင်ဘူးအဲ့လိုဆိုတော့ကျွန်တော်အသက်ရှည်ကျန်းမာခြင်းကိုကိုစားပြုတဲ့ measurement တစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့သူဒီဥပမာအဖြစ်လူတစ်ယောက်ကနေ့စဉ်ပေါ့ activity မှာ VO2 max နည်းလားများလားကိုကြည့်ချင်တယ်ဆိုဥပမာအဖြစ်ပေါ့နော်ပုံမှန်လူတစ်ယောက်ကလေကား9လွှာလောက်တက်ပြီဆိုမောနေတယ်တကယ်လို့ VO2 max များတဲ့လူတစ်ယောက်ကလေကား9လွှာလောက်တက်ရင်ဒီပထမလူလောက်မောမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဆို daily function မှာလည်း VO2 max ကလူတစ်ယောက်နဲ့တစ်ယောက်မှာကွာသွားတယ်အဲ့လိုဆိုပုံမှန် daily activities မှာတော့ तू က100% အပြည့်အဝမထမ်းဆောင်နိုင်ဘူး VO2 max နည်းတဲ့လူကအဲ့လိုဆို VO2 max များတယ်ပုံမှန်ထက်များတယ် good VO2 max ရှိတဲ့လူတစ်ယောက်ကပုံမှန် daily activities မှာသူဒီအရန်ပင်မမဟုတ်ပဲねဒီ daily chores တွေကိုလည်းကောင်းကောင်းမလုပ်ကိုင်နိုင်တာကိုတွေ့ရပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ VO2 max ကိုဘယ်လိုမျိုးပိုကောင်းလာအောင်လုပ်လို့ရလဲဆိုတော့နီလန်2မျိုးရှိပါတယ်အဲ့လိုပထမတစ်ခုဒီ zone 2 training လို့ခေါ်တယ် base training လို့လည်းခေါ်တယ်သူဒီပါလဲဆို moderate intensity workout ကိုရှေ့ကြလုပ်တဲ့ဟာကို zone 2 training လို့ခေါ်တယ်ဥပမာဖြင့်ဘယ်လိုမျိုးချိန်လဲဆိုပုံမှန်တငယ်ချင်းတယောက်နဲ့အဲ့လိုမျိုး zone 2 training လုပ်တဲ့ချိန်ကျရင်ပုံမှန်အားဖြင့်တော့စကားနည်းနည်းပြောလို့ရတယ်ပေါ့ဒါပေမဲ့ဟိုလိုမျိုးလုံးဝအသက်ရှူလုံးဝစကားပြောလို့မရတဲ့အနေထားတော့နည်းနည်းတော့စကားပြောလို့ရသေးတယ်ဒါပေမဲ့ moderate intensity တော့ရှိတယ်ဒါပေမဲ့ခုနမျိုးအချိန်ကတော့ long time ပေါ့နော် long period time အဲ့လိုမျိုးဟာ zone 2 training base training လို့ခေါ်တယ်အဲ့လိုဆိုတော့ဒီလိုမျိုးလှုပ်ချင်အပြင်ဘာလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ် cell တွေမှာရှိတဲ့ဒီ mitochondrial density ပေါ့ကျွန်တော်တို့ခန္ဓာကိုယ် cell တွေမှာရှိတဲ့ power house တွေပေါ့နော်ဒီ energy production လုပ်တဲ့ကောင်တွေပေါ့ဒီလိုမျိုးmitochondria တွေရဲ့ density ကပိုထူလာတယ်ပိုကောင်းလာတယ်ပေါ့နော်ပိုကောင်းလာတယ် capillary beds တွေနောက်က capillary beds တွေကလည်းပိုပြီးထူလာတယ်ပိုကောင်းလာတယ်အဲ့လိုဆိုတော့ oxygen ကို exchange လုပ်တဲ့နေရာမှာပိုပြီးတော့ efficient ဖြစ်လာတယ်ပိုပြီးတော့ထိထိရရ oxygen exchange လုပ်လို့ရသွားတဲ့အတွက်ကြောင့်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ equation အတိုင်းဆိုတော့ oxygen နဲ့ဒီ oxygen ဒီ lung နဲ့ heart နဲ့ကြားမှာရှိတဲ့ဒီ oxygen exchange တွေကပိုပြီးတွက်လာတယ်ပိုပြီး efficient ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောမလဲဆိုတော့engine ကောင်းသွားတာပေါ့နော် engine ကဘယ်လိုပြောမလဲဆိုတော့ စီအများကြီးသုံးစရာမလိုပဲねကောင်းကောင်း run နိုင်တဲ့ကားတစ်စီးလို့ဖြစ်သွားတာပေါ့နော်ဒါဒီခုန zone 2 training က number 1တစ်ချက်ပေါ့နော်နောက်တစ်ခုဘယ်လိုမျိုးပို improve ဖြစ်အောင်လုပ်လို့ရလဲဆိုတော့ high intensity interval training နဲ့လည်းလုပ်လို့ရပါတယ်အဲ့လိုဆိုတော့ဘယ်လိုမျိုးဆို 4x4 protocol ရှိရယ်ကျွန်တော်ဒီမှာတော့စာရေးထားတဲ့အတွက်ကြောင့်ကျွန်တော်တရားလေးပါတစ်ချက်တွဲပြောပြမယ်နော်အဲ့လိုဆိုတော့ 4x4 protocol ဆိုတာပါလဲဆိုတော့4 minutes of high intensity training ပြင်းပြင်းထန်ထန်လုပ်ရမယ်အဲ့လိုဆိုတော့ဒီပုံမှန် heart rate ရဲ့ roughly 90% လောက်ထိတက်သွားတဲ့ဟိုလိုမျိုးအဲ့ဒါကိုကျွန်တော် high intensity လို့ခေါ်တယ်အဲ့လိုလုပ်ပြီးတော့4 minute လုပ်ပြီးတော့3 minute နားရမယ်3 minute နားပြီးတော့နောက်ထပ်
အဲ့လိုမျိုးဟာကို၄ကြောပြန်လုပ်ရမယ်အဲ့လိုမျိုးအဖြစ်လဲကျွန်တော်တို့က high intensity interval training မျိုးလုပ်လို့ရတယ်နောက်တစ်ခါကျတော့ဘယ်လို sprint ပေါ့နော်ပြေးအမြန်ပြေးတဲ့ပုံစံမျိုးပေါ့နော် sprint ပြေးလို့ရပြေးတယ်အမြန်ပြေးတယ်ဥပမာ4မိနစ်လောက်ပြေးတယ်ပြီး3မိနစ်လောက်ခဏနာတယ်ပြီး4မိနစ်ပြန်ပြေးတယ်အဲ့လိုမျိုးဟာကို၄ချိန်ပြန်လုပ်ခြင်းအဖြစ်လဲ VO2 max ကိုဖြည်းဖြည်းချင်း improve ဖြစ်လာမှာဖြစ်ပါတယ်အကြံပေးတာတော့ဟိုကမန်းကရန်ကြီးတော့မလုပ်ပါနဲ့ဖြည်းဖြည်းချင်းကိုကတပတ်ချားစီ improve ဖြစ်သွားတာပိုကောင်းတယ်ငါမနေ့ပြန်တပတ်ခါပဲအရင်မြန်သွားအောင်လေ့ကျင့်စရာလုံးဝမလိုပါဘူး Okay အဲ့လိုဆိုတော့ကျွန်တော် VO2 max ကဘယ်လိုမျိုးတိုင်းတာလဲဆိုတော့ပြပြပါမယ် VO2 max ကိုဘယ်လိုတိုင်းလဲဘယ်လို unit နဲ့တိုင်းလို့ရလဲဆို mil per kg per minute နဲ့တိုင်းလို့ရပါတယ်သူတို့ပြန် kilogram ပေါ့နော်ကျွန်တော် body weight နဲ့အဓိကတိုင်းတာပေါ့နော်အဲ့လိုဆိုတော့ပုံမှန်ကျွန်တော်တို့ဒီအောက်စားသိမ့်မလုပ်တဲ့လူတွေပေါ့နော်အထိုင်များတဲ့လူတွေမှာဆိုပုံမှန်ဒီ VO2 max ကဘယ်လောက်ရှိလဲဆို30 to 40 mil per kg per minute ရှိတယ်နည်းနည်းလေး active ဖြစ်တဲ့လူတွေပေါ့နော် active ဖြစ်တဲ့လူ active individual ဆိုတော့ကျွန်တော်တို့လို့ပေါ့နော်ကျွန်တော်တို့အလုပ်လေ့ချေဒါပေမဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်အောင်စားသွားတယ်လမ်းလျှောက်တယ်ရေကူးတယ်အဲ့လိုမျိုးလူ active individual လို့ခေါ်တယ်အဲ့လိုလူတွေကတော့ဘယ်လောက်ရှိတင်လဲဆို45ကနေ55 mil per kg per minute ရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့တကယ် professional athlete athlete ဆိုရင်တော့ဘယ်လောက်ရှိရမလဲဆို80ကနေ90 mil per kilogram per minute ရှိကိုရှိရမယ်နောက်တစ်ခါပါအရေးကြီးတာလေးမှတ်ထားမှာပါလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီ VO2 max ကြီးတချို့အစိပ်ပိုင်းတွေမှာသူက genetics နဲ့လည်းသက်ဆိုင်တယ်အဲ့လိုမျိုးဆိုတော့တစ်ခါလေးကြာရင်ကျွန်တော်တို့အားကစားအပြေး run အပြေးပွဲတွေမှာကြည့်မယ်ဆိုရင်ဒီ African American တွေ Africa ဘက်ကအပြေးသမားတွေက genetic အပြင်သူကပို့ပြီးတော့တာလွန်နေတာကိုတွေ့ရတာဖြစ်ပါတယ်လူတိုင်းတော့မဟုတ်ပေမဲ့အများတော့အပြင် mostly ပေါ့နော်တခါလေကြာရင်အဲ့လိုမျိုးလူတွေကပုံများနေတာကိုတွေ့ရပါတယ်ဒါကတော့ genetics ကအစိပ်ပိုင်းလေးအခန်းကဏ္ဍတစ်ခုထိပါတယ်ဒါပေမဲ့အဲ့လိုပြောလိုက်ခြင်းအပြင်ကိုယ်စိတ်သက်ကြအောင်ပြောတာမဟုတ်ဘူးကိုယ့်ရဲ့ baseline level ကိုကပုံမြင့်တော့အောင်အများကြီး train လုပ်လို့ရပါတယ်အဲ့လိုဆိုတော့ဒါအကြောင်းမလို့လဲစိတ်ပြက်စရာလုံးဝမလိုပါဘူး